Okay ဒီနေ့မှာတော့ unit 4 က are you doing present continuous questions present continuous ရဲ့မေးခွန်းတွေပေါ့နော်မေးခွန်းတွေပဲဖြစ်ပါတယ်အဲ့ဒါကို positive question အမှသူကဘယ်လိုပြထားလဲဆိုတော့ I am he she it ဆိုရင် is we you they ဆိုရင် are နောက်ကတော့ verb ing တွေလိုက်တယ်ဒီမှာ question ဖြစ်သွားမယ်ဆိုလို့ရှိရင် verb to be တွေကရှေ့ထွက်သွားမယ်နော် I am ဆိုရင် am I she is ဆိုရင် is she it is ဆိုရင် is it you are ဆိုရင် are you ဒီမှာ we တွေ they တွေလည်းအတူတူပဲเนาะဒါမျိုးဖြစ်သွားမယ်အောက်က sentence က are you feeling okay ဒီမှာ you ဖြစ်တဲ့အတွက်ကြောင့်မို့ verb to be က are ကိုသုံးပေးမယ်ဒီမှာ bold letter လေးရေးထားတယ်အဲ့တော့အနောက်ကဒီမှာ verb ကလည်း ing လိုက်မယ်အဲ့တော့ yes I'm fine thanks ကောင်းပါတယ်ကျေးဇူးပါလို့ပြန်ပြောရနော် Is it raining ဒီမှာ it ဖြစ်တဲ့အတွက်ကြောင့် verb to be က is rain က ing နဲ့ raining ဖြစ်တယ် Yes take an umbrella ဟုတ်တယ်ထီတစ်ချောင်းတော့ယူသွားနော်အပြင်သွားမယ်ဆိုထီတစ်ချောင်းယူသွားဖို့ပြောတာပါနော် Why are you wearing a coat It's not cold ဘာဖြစ်လို့ကိုယ်အင်ကြီးဝတ်ထားလဲအေးမှမအေးတာ What's Paul doing He's studying for his exam ဘာလုပ်နေတာလဲ तू စာမဝဲအတွက်စာရီကြက်နေတာလေ What are the children doing ကလေးတွေကဘာလုပ်နေတာလဲ They are watching TV သူတို့က TV ကြည့်နေကြတယ်အဲ့တော့ဒီဟာလေးတွေကသူပြထားတဲ့ bold letter လေးတွေကသတိထားရမယ်ချက်ကလေးတွေပါနော်ဒါမဲ့အရန်လွယ်ပါတယ်နော်လွယ်တယ်ဆိုပြီးတော့လေကြော်မသွားကြပါနဲ့လို့ဒီဘက်ကရှင်းပြထားတဲ့စာမျက်နှာမှာအကုန်လုံးကိုနားလေသဘောပေါက်မှဟိုဘက်က exercise မှာတွားပြီးတော့ဖြည့်ရှင်းနိုင်မှာပါဒီဘက်ကစာမျက်နှာမှာအကုန်လုံးသဘောပေါက်နားလည်ဖို့လိုတယ်เนาะဒါရှင်းပြချက်လေးပေါ့ B ကကြတော့ပြောထားတယ် study the word order verb to be အနေနဲ့ is to are တို့ရဲ့အနောက်မှာဒီ subject လိုက်မယ်ပြီးကြမှာအနောက်က verb ing လိုက်မယ်ဒီလိုပုံစံသွားမှာအဲ့တော့ तू ကမရေးရတဲ့ဟာပေါ့နော်မလုပ်တဲ့အရာကိုဒီခွင်းစာခွင်းပိတ်ထဲမှာရေးပေးထားတယ်ဒီလိုမလုပ်ပါနဲ့တဲ့အဲ့ဒါဘာလဲဆိုတော့ is Ben working today ဒီနေ့ Ben ကအလုပ်လုပ်နေတာလားအဲ့ဒါကို not is working Ben today ဒါမျိုးမရေးရအောင်ဒီလိုပုံစံနဲ့မရေးရအောင် not ဆိုတာဒီလိုမရေးပါနဲ့တဲ့ is working Ben today လို့မရေးပါနဲ့လို့ပြောထားတာเนาะခွင်းထဲမှာ तू ကမရေးရမယ့်ဟာပြောထားအဲ့တော့ is being Ben လိုက်ရမှာဖြစ်ပါတယ် subject လိုက်ရမှာပေါ့เนาะ subject လိုက်ရမယ်အဲ့တော့ is Ben working today လို့ပဲရေးရမယ်ဒီမှာလည်းအတူတူပဲ not where are going those people ဒီလိုမရေးပါနဲ့တဲ့ where are going those people လို့မရေးပါနဲ့တဲ့ where are those people going လို့ပဲရေးရပါမယ်အဲ့တော့ဒီ verb to be ပြီးရင် going those people အဲ့လိုမျိုးမရေးရအောင် verb to be ပေးတာနဲ့ subject တန်းလိုက်ရမှာဖြစ်ပါတယ်ဒါလေးတွေကဂရုပြုရမယ့်ချက်ကလေးတွေပေါ့နော်ဒီဂရုပြုရမယ့်ချက်ကလေးတွေကိုဒါတေချာကိုကရှောင်းသွားလို့ရှိရင်တော့ဒီ grammar မှာအဆင်ပြေလာမှာပါ C ကကြတော့ short answers မေးခွန်းတိုလေးပေါ့နော် Yes I am Yes he is Yes she is Yes it is စသဖြင့်ပြောဖို့ပေါ့နော် Yes we are ဒါမျိုးတွေပြောဖို့ No I'm not No he's not No it's not No we're not ဒီလိုပြောဖို့ဒါပုံစံပြထားပြရနော်ဒီရဲ့အကွက်ထဲမှာ No I'm not လို့ပြောသလိုဒီမှာ No he's not လို့ပြောသလိုဒီမှာ No he isn't ဒါမျိုးတွေလည်းပြောလို့ရတယ်နော်ငင်းတာဆိုရပြီနော်